Premier League ရာသီစဖွင့်ခြင်းမှာပဲတန်တပ်ဟာစီလီတင်ကိုရှုံးနိမ့်ခဲ့ရတာကြောင့်လောင်နေကြရတာတွေရဲ့သူများအသင်းတွေတန်တရာတန်တွေအပြိုင်ဆိုင်ဖြစ်တေးနေကြချိန်မှာကျွန်တော်တို့ Manchester United ကတော့အားနည်းချက်တွေကွက်လက်တွေကိုတော့အချိန်မီမဖြည့်ဆည်းနိုင်တာကြောင့်လောင်နေကြရတဲ့ United ပရိသတ်တွေရဲ့အတွက်ပူလောင်နေတဲ့ဂန်နာယာတွေက Oasis သတင်းလေးတစ်ခုရှိပါတယ်။အဲ့ဒါတော့ United ရဲ့ captain ကြီး Bruno Fernandes တယောက် PFA Player of the Year ဆုကြီးကိုတရားဝင်စုခုနိုင်ခဲ့တာပဲဖြစ်ပါတယ်။ Don't stop အားလုံးပဲမင်္ဂလာပါ Oh My Squad တွေပြန်လည်ကြိုဆိုလိုက်ရပါတယ်ကျွန်တော်စောထပ်ပါမင်းညကပြုလုပ်ခဲ့တဲ့ PFA တရားဝင်စုပေးပွဲမှာတော့ Bruno Fernandes က Arsenal က Declan Rice နဲ့ Man City က Erling Haaland တို့ကိုကြော်ဖြတ်ပြီးတော့ PFA Player of the Year Award ကြီးကိုထိုက်တက်စုခုနိုင်ခဲ့ပါပြီဒီစုပေးပွဲမှာ Manchester United ရဲ့ကစားသမားဟောင်းဟွမ်မာတာကဒီ PFA Player of the Year Man Award အတွက်ဆုကိုကြီးညာပေးခဲ့ပြီးတော့ United ရဲ့လက်ရှိ Captain Bruno Fernandes ကဒီဆုရဲ့ဝင်လာဖြစ်ခဲ့တာပါပုံမှန်ဆိုရင်တော့ဒီ PFA ဆုကြီးကို Premier League Champion ဖြစ်တဲ့ Champion အသင်းသားတွေကပဲဆုခုနိုင်ခဲ့တာများပါတယ်ဒါပေမဲ့ပြီးခဲ့တဲ့ရာသီမှာတော့ Bruno ကသူ့ရဲ့ကစားသမားဘဝစံချိန်တင်မှတ်တမ်းတွေခြေစွမ်းတွေနဲ့မှတ်ကြောက်တင်နိုင်ခဲ့တာဖြစ်ပြီးတော့သူ့ရဲ့ခြေစွမ်းကအားလုံးထက်ခေါင်းတစ်လုံးတာနေခဲ့တာလည်းဖြစ်ပါတယ်။ Bruno ပြီးခဲ့တဲ့ရာသီမှာ Premier League မှာဂိုးဖန်တီးမှု22ကြိမ်အထိပြုလုပ်နိုင်ခဲ့တာဖြစ်ပြီးတော့ဒါ Honorary နဲ့ De Bruyne တို့တင်ထားတဲ့ Premier League record ဖြစ်တဲ့အကြိမ်20ကိုကြော်ဖြတ်ရိုက်ချိုးနိုင်ခဲ့တာပါ။ရှေ့တရာသီမှာအဆင့်15နဲ့ရာသီပိတ်ခဲ့တဲ့ Manchester United ကိုကိုသွေးဂိုးဖန်တီးမှု22ကြိမ်နဲ့အဆင့်3နေရာအထိဆွဲတင်ပေးခဲ့ပြီးတော့ချန်ပီယံလိဝင်ခွင့်ကိုလည်းတေးကြစေခဲ့တာပါပြီးခဲ့တဲ့ရာသီမှာ United တို့အနေနဲ့စူပလာလက်မဲ့ဖြစ်ခဲ့ရပေမဲ့ Bruno Fernandes အတွက်ကတော့ Personal Treble လို့တင်စားခေါ်ရမယ်Premier League ရဲ့အမြင့်မားဆုံးတကိုယ်တော်ဆု3ဆုကိုရရှိခဲ့တာဖြစ်ပါတယ်။အင်္ဂလန် Premier League မှာကဂုဏ်သိက္ခာကြီးမားတဲ့တကိုယ်တော်ဆု3ဆုရှိပါတယ်။အဲ့ဒီဆု3ဆုတွေကမှ Bruno Fernandes ကပထမဆုံးအနေနဲ့FWA Footballer of the Year ဆုကိုရရှိခဲ့ပါတယ်။ဒီ FWA ဆုကိုတော့အင်္ဂလန်ကဝါရင်အားကစားကလောင်ရှင်တွေကမဲပေးရွေးချယ်ခဲ့တာဖြစ်ပါတယ်။ Bruno တယောက်နောက်ထပ်မံဆုခုရရှိခဲ့တာကတော့ Official Premier League ကနေဆုပေးချီးမြှင့်တဲ့ Premier League Player of the Season ဆုကိုထပ်မံရရှိခဲ့တာပါ။နောက်ဆုံးတစ်ခုကတော့မင်းညကရရှိခဲ့တဲ့ PFA လို့ခေါ်တဲ့ Professional Footballers Association ကနေပေးအပ်ချီးမြှင့်တဲ့Premier League ကစားသမားတွေကိုယ်တိုင်အချင်းချင်း vote ပေးရွေးချယ်တဲ့ဂုဏ်သိက္ခာကြီးပါတဲ့ဆုပါဒီဆုကိုလည်း Bruno ကပဲထပ်မံရရှိခဲ့တာပါဒါကြောင့်မလို့အင်္ဂလန်နဲ့ Premier League ရဲ့ဂုဏ်သိက္ခာအမြင့်မားဆုံးဖြစ်တဲ့တကိုယ်တော်ဆု3ဆုလုံးကို Bruno Fernandes ကပဲတဦးတဲ့အပိုင်သိမ်းခဲ့တာပါဒါကြောင့်မို့ဒီ PFA ဆုကြီးကိုရရှိပြီးတဲ့နောက်မှာတော့ Bruno Fernandes ကဒါအမှန်တကယ်ကိုဝမ်းသာဂုဏ်ယူစရာအခိုက်အတန့်ပါသူတို့ကကွင်းထဲမှာကျွန်တော်နဲ့ရင်ဆိုင်ရှင်ပြိုင်ရတဲ့ပြိုင်ဘက်ကစားသမားတွေဖြစ်ပြီးတော့ကိုယ်နဲ့ရင်ဆိုင်ကစားရတဲ့ပြိုင်ဘက်ကစားသမားတယောက်ကိုမဲပေးဖို့ဆိုတာမလွယ်ကူတာကြောင့်ဒီအဆုအတွက်အရန်ကိုဂုဏ်ယူမိပါတယ်လို့ပြောကြားသွားခဲ့ပါတယ် Bruno Fernandes အနေနဲ့ဒီ PFA ဆုကိုရရှိတဲ့10ယောက်မြောက် United ကစားသမားဖြစ်ပြီးတော့သူ့ရဲ့ရှေ့မှာဆိုရင်တော့ Eric Cantona, Ryan Giggs, Teddy Sheringham, Van Nistelrooy, Cristiano Ronaldo, Ryan Giggs Wayne Rooney နဲ့အခုသူကိုယ်တိုင်နဲ့ဆိုရင်10ယောက်မြောက်ကစားသမားဖြစ်ပါတယ် United ကစားသမားတွေထဲမှာဆိုရင်တော့ Wayne Rooney က2009-2010မှာဒီဆုကိုနောက်ဆုံးဆုခုနိုင်ခဲ့တာဖြစ်ပြီးတော့အခု2026အရောက်16နှစ်ကြာမှ Bruno Fernandes ကဒီဆုကိုပြန်လဲဆုခုနိုင်ခဲ့တာဖြစ်လို့ United ပရိသတ်တွေအတွက်တော့တကယ်ကိုဝမ်းသာဂုဏ်ယူစရာပါပဲဒါအပြင် Bruno Fernandes က United ရဲ့အသင်းတွင်းဆုတွေဖြစ်တဲ့ United အသင်းသားအချင်းချင်းမဲပေးရွေးချယ်တဲ့ Manchester United Player of the Season ဆုနောက်ပြီးတော့ United ပရိသတ်တွေကပဲမဲပေးရွေးချယ်ခဲ့တဲ့ Sir Matt Busby ဆုတို့ကိုလည်းရရှိထားပါသေးတယ် Bruno Fernandes ကဒီ Sir Matt Busby ဆုကို United အတွက်နောက်ဆုံး3နှစ်ဆက်တိုက်3ချိန်ဆက်တိုက်ရရှိခဲ့တာဖြစ်ပြီးတော့စုစုပေါင်းဆိုရင်တော့5ချိန်ထိရရှိထားပြီးဖြစ်ပါတယ်ဒါဟာ United အသင်းရဲ့သမိုင်းမှာ4ချိန်စီရရှိထားတဲ့Cristiano Ronaldo နဲ့ David De Gea တို့ရဲ့စံချိန်ကိုကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပြီးတော့ United ရဲ့အသင်းသမိုင်းမှာဆိုရင်တော့ the one and only ပါပဲမနေ့ကရာသီမှာ Bruno Fernandes တယောက်ဒီလို personal မှတ်တမ်းကောင်းတွေခြေစွမ်းကောင်းတွေရရှိခဲ့တဲ့နောက်ကွယ်မှာအဓိကကျေးဇူးတင်ရမယ့်သူတယောက်ရှိပါတယ်။သူကတော့လက်ရှိ United ရဲ့နီးပြ Michael Carrick ပါ Bruno ကနီးပြအောင်မိုးတဲ့လက်ထက်မှာကွင်းလယ်မှာသူကဒီပါဖြစ်တဲ့နေရာအထိပိုဆင်းစော်ခဲ့ရပြီးတော့
သူ့ရဲ့အဓိကအားသာချက်တွေပျောက်ဆုံးခဲ့ရပါတယ်။ကာရီရဲ့လက်ထက်မှာတော့သူ့ရဲ့အကောင်းဆုံးနေရာဖြစ်တဲ့နံပါတ်10ရိုးနေရာကိုပြန်ဆော့ခဲ့ရပြီးတော့အကောင်းဆုံးခြေစွမ်းတွေအကောင်းဆုံးမှတ်တမ်းတွေပိုင်ဆိုင်နိုင်ခဲ့တာပါ။မိနစ်ကအရန် chemistry မိခဲ့တဲ့ United နီးပြကာရီနဲ့ United ရဲ့ captain Bruno တို့ဒီနှစ်ရာသီမှာ United ကိုဘာတွေစွမ်းဆောင်ပြပေးနိုင်အောင်မလဲဆိုတာကတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရပါဦးမယ်။ Bruno ကပြီးခဲ့တဲ့တစ်နှစ်နွေရာသီက Sorry Club တွေရဲ့မြင်မာတဲ့လာစားမြင်မာတဲ့လက်မှတ်ထိုးကြီးတွေနဲ့ကမ်းလှမ်းခဲ့တာတောင်မှ United ကိုချစ်တဲ့စိတ်နဲ့အဲ့ဒီချိန်ကအဆင့်15နဲ့နိုင်ပါနေတဲ့ United အသင်းနဲ့ပဲတိုက်ပွဲဝင်ဖို့ရွေးချယ်ခဲ့တာပါသူ့ရဲ့ကွင်းထဲက complaint တက်နေတဲ့ manner တွေသူ့ရဲ့စိတ်ဓာတ်ကိုမကြိုက်သူတွေကပတိန်မဖြစ်သင့်ဘူးလို့ယူဆသူတွေရှိကြပေမဲ့စရောက်လာကြတဲ့က United အသင်းအတွက် 100% ပေးဆက်ထားတဲ့ကစားသမားအသင်းကိုထမ်းတင်ပေးနေတဲ့ကစားသမားဆိုတာကိုတော့ညင်းမသူရှိမယ်မထင်ပါဘူးလက်ရှိထွက်ပေါ်နေတဲ့ကောလာဟာလာသတင်းတွေရလဲ Bruno United ရဲ့စာချုပ်တစ်ကိုညင်းဆိုထားတယ်လို့သိရပါတယ် Bruno နဲ့ Manchester United တို့ရဲ့စာချုပ်တက်တန်းဟာဆိုရင်2029ထိစာချုပ်တက်တန်းရှိပြီးတော့တစ်နှစ်ထပ်တိုးနိုင်ဝင်လဲပါထားပါသေးတယ် United ဘက်ကတော့ Bruno ဟာအထိခံမဲ့ရောင်းရမဲ့ကစားသမားမဟုတ်ဘူးလို့တရားဝင်ကြေညာထားပေမဲ့ဘောလုံးဆိုတာကလည်းဘာမဆိုဖြစ်သွားနိုင်လို့ကျွန်တော်တို့တွေဆက်လက်စောင့်ကြည့်ရပါဦးမယ် Bruno Fernandes က United အသင်းသမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားတွေတွေကတစ်ယောက်လားဆိုရင်တော့ United ပရိသတ်အားလုံးကတည်တညွတ်တဲ့ yes လို့ဖြေကြပါလိမ့်မယ်ဒါပေမဲ့ Bruno က United ရဲ့ legend တစ်ယောက်ဖြစ်ပြီလားဆိုရင်တော့ Cantona Brian Robson Ryan Giggs Posco Wayne Rooney စတဲ့ဒီကစားသမားတွေရဲ့အဆင့်အတန်းဒီကစားသမားတွေရဲ့ level ဒီကစားသမားတွေရဲ့ legacy ကိုမှီဖို့ဆိုရင်တော့သူ့မှာစူဖလားလိုအပ်ချက်တွေရှိနေပါသေးတယ်ဒီတော့ Bruno တယောက်အသင်းမှာကျန်တော့တဲ့လက်ကျန်နှစ်အနည်းငယ်အတွင်းမှာအဓိကစူဖလားတစ်လုံးလုံးကိုရသွားစေချင်တာကတော့ United ပရိသတ်အားလုံးရဲ့ဆန္ဒဖြစ်မယ်ထင်ပါတယ်ဘာတွေပဲပြောပြော United ရဲ့ခစ်ပြက်ကြီးမှာအချိန်မှားပြီးရောက်လာတဲ့ Bruno Fernandes အတွက်ရောလောင်နေကြရတဲ့ကျွန်တော်တို့လို United ပရိသတ်တွေတက်ပါဒီ PFA စုအတွက် congratulation လို့ပြောချင်ပါတယ် United ရဲ့အမောင်မိုက်ဆုံးအချိန်တွေလောင်နေရတဲ့အချိန်တွေမှာဒီစုကိုယူလာပေးတဲ့ Bruno Fernandes အတွက်ကို United ပရိသတ်တွေအတွက်ပါတကယ်ကိုဝမ်းသာဂုဏ်ယူစရာပါပဲဒီတော့ညီကိုတို့ရော Bruno Fernandes တရားပြီးခဲ့တဲ့ယာတီကပြခဲ့တဲ့စံချိန်တွေမှတ်တမ်းတွေခြေစွမ်းတွေကိုလည်းဒီနှစ်ယာတီအထိယူဆောင်လာအောင်မယ်လို့ထင်ကြလား Bruno တရား Old Trafford ကနေမစွန့်ခွာခင်မှာအဓိကစူပလာတစ်ခုခုကိုရယူပြပြီးတော့United ရဲ့ legend တယောက်ဖြစ်လာမလားဆိုတာကိုဘယ်လိုမြင်မိပါသလဲ comment မှာဝင်ရောက်ဆွေးနွေးသွားပေးကြပါဦးခင်ဗျာအားလုံးပဲအဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်